နိဗ္ဗာန်သူများပေးလို့ရတာကောင်းလားကိုယ့်အကိုယူရကိုယ့်အကိုရအောင်ယူရတာကောင်းလားမထစိတ်ဓာတ်ပြင်ပေးရမှာပြင်ပေးရမှာစည်းစိမ်ဥစ္စာတွေသူများနာကအချောင်ရရင်ကောင်းလားကိုယ့်အကိုလှုပ်ယူရတာကောင်းလားတို့မြန်မာလူမျိုးတွေပထမဆုံးအရေးတကြီးလိုနေတာအဲ့ဒီစိတ်ဓာတ်အချောင်သမားစိတ်ဖြောက်အောင်ဘာဖြောက်ကိုချွေရွံ့ချက်ကိုအမားကိုဝန်ခံတတ်ရကိုလိုအပ်ချက်ကိုသိရမယ်ပေါ့ဘာဖြစ်လဲကောင်းပြီအဲ့တော့မနေ့ကနိဗ္ဗာန်အကြောင်းဦးဇင်းတို့ပြောခဲ့ပြီနိဗ္ဗာန်ဆိုတာဘာလဲနိဗ္ဗာန်ရောက်ချင်ရင်ဘယ်လိုလုပ်မနေ့ကနိဗ္ဗာန်ရောက်ချင်ရင်ဟောလေးရတယ်လွတ်လပ်စွာអော်နိုင်တယ်ကိစ္စမရှိဘူးနော်ကိုသိထားတဲ့အတိုင်းဖြေဦးသိန်းမနေ့ကဘာမှမဟောခဲ့ဘူးလားဟုတ်ပြီဘာအကြောင်းဟောခဲ့လဲဟုတ်ပြီခန္ဓာအကြောင်းဘာလို့ခန္ဓာအကြောင်းဟောတာခန္ဓာအကြောင်းသိမှလောကမှာအရှိတရားဘယ်နှပါးဘာတွေလဲပြန်ပြောပါဟုတ်ပြီစိတ်စေတသိက်ရုပ်ရဲ့စိတ်စေတသိက်ရုပ်ရဲ့နိဗ္ဗာန်ရဲ့လို့ဘာလို့ခွဲပြောရလဲဆိုတော့စိတ်စေတသိက်ရုပ်ကတစ်ဖက်နိဗ္ဗာန်ကတစ်ဖက်သို့တော့ဒီတရားတွေဟာလောကမှာရှိနေတဲ့အရှိတရားတွေကြီးလို့မှတ်ရကျင်းချင်းပြောရင်ယုံနာကတစ်ဖက်နိဗ္ဗာန်ကလောကမှာရှိနေတာရုပ်ရဲ့နာမ်ရဲ့ဘယ်နှမျိုးရှိလဲ၃မျိုးသံဃာတစ်ခွင်မှာဒီ၃မျိုးတွေကတို့ဘာသိအောင်မေးဘာမှမသိရုပ်ရှိမှန်းလဲတနည်းရုပ်ကိုယုံမှန်းလဲအခုကိုယ်ခန္ဓာကြီးလူရဲ့နတ်ရဲ့မြမရဲ့တိရစ္ဆာန်ရဲ့အကောင်အထည်ကြီးရှိနေတာတော့မသိဘူးလားလက်တွေခြေသလုံးတွေကောင်းတွေသပင်တွေမွေးညင်းခြေသေးလက်သေးတွေရှိတာဟောအဲ့ဒီဟာတွေတော့သိဒါပေမဲ့ဒါယုတ်တရားလို့တော့နောက်ကိုယ်မှသိတတ်ခံစားရတဲ့သဘောတွေရောမရှိဘူးလားဒါပေမဲ့အဲ့ဒါတွေကဟိုနာမဲလို့လဲမသိဘူးရုပ်ဘယ်သူကြောင့်ဖြစ်မှန်းလဲနာမ်ဘယ်သူကြောင့်ဖြစ်မှန်းလဲဟောမနေ့ကတော့ရုပ်ကြောင့်တော်တော်ပြောခဲ့ပြီရုပ်ဖြစ်ကြောင်းတရားဘယ်နှပါးလဲ၄ပါးပါလေလဲဟုတ်ပြီဒါကရုပ်ဖြစ်ကြောင်းတရားရုပ်ကိုဖွဲ့စည်းထားတဲ့တရားဘာတွေလဲပြန်ပြောပါဦးရုပ်ကိုဖွဲ့ထားတာဓာတ်၄ပါးရုပ်ဖြစ်เสียအကြောင်းကကံရဲ့ကောင်းပြီရုပ်ပဲသဘောရှိကံစိတ်ဥရုအာဟာရအကြောင်း၄ပါးနဲ့ဖွဲ့ထားတဲ့ရုပ်သည်ဘာဖြစ်နေလဲဒီကြလို့ဓာတ်၄ပါးနဲ့ဖွဲ့ထားတဲ့ရုပ်သည်ဒါပေမဲ့ဒီရုပ်ဘာကြောင့်ဖောက်ပြန်တာလဲဟုတ်ပြီဖွဲ့ထားတဲ့ဓာတ်၄ပါးဟာတဲ့တဲ့ဓာတ်တွေလားမတဲ့တဲ့ဓာတ်တွေလားဟုတ်ပြီသူအကြောင်းတရားတွေပြန်ကြည့်ပြန်တော့လေကံဆိုတာကအကောင်းကြီးရှိတာလားအဆိုးကြီးရှိတာလား
အကောင်းကောဆိုးဒီမှာကြည့်လားအဝိဇ္ဇာပစ္စယဒီသင်္ခါရဆိုတာပုံညာပိသင်္ခါရအပုံညာပိသင်္ခါရအနိစ္စပိသင်္ခါရဆိုပြီးတော့ကုသိုလ်တွေလည်းပါတယ်လှုပ်တုံးကရောပြီးလှုပ်တာရောပြီးလှုပ်တော့အကျိုးပေးတော့လေဟောဒါဖြင့်ကံကြောင့်လဲသူဖောက်ပြန်နေတယ်သေချာမအရေးကြီးလို့ပြောနေတာခုခင်ဗျားတို့ရုပ်ကြီးပါဖြစ်နေဒါတော့သေချာတယ်ဒါပေမဲ့ဘာကြောင့်ဖောက်ပြန်နေမှတော့မသိဘူးသာသမီနှိမ့်ဆက်လို့လိုမိဘကပဲမကြွေးမမွေးမဆောင်ရှောက်လို့လိုပတ်ဝန်းကျင်ကပဲမကောင်းလို့လိုတွေအများကြီးပေါ့ဗျာအဲ့တော့ဓာတ်ကြောင့်လိုနတ်ကြောင့်လိုဆိုတာရောမပါဘူးလားအဲ့ဒါတွေအကုန်ရှင်းကျင်ရင်ဆိုတာရှင်းကိုရှင်းရမှာမရှင်းရင်ဒိဋ္ဌိမပြုတ်မရှင်းရင်မဖြစ်ဒိဋ္ဌိဆိုတာအယူနော်အယူမှမပြုတ်ရင်ဟောဒီအယူမှန်ဖြစ်တဲ့နိဗ္ဗာန်ဆိုတာအမှန်လားအမှားအယူမှန်မှနိဗ္ဗာန်ရအကြံမှန်မှတရားလို့အယူမှန်မှအကြံမှန်မှသိကြပြီနော်ကောင်းပြီရုပ်သူတော်ကောင်းတို့ဦးဇင်းတို့မှာရှိသလားသိကြတယ်နော်ဟုတ်ပြီအဲ့ဒီရုပ်ဟာဘာဖြစ်နေလဲဟောက်ပြန်နေတဲ့တည်မြဲမှုရှိသလားဒါလည်းသိကြတယ်နော်သိကြတယ်ဆိုတာကဘုန်းကြီးနဲ့မေးလို့ဖြေလို့သိကြနေတာမဖြစ်စေနဲ့နာကတရားနာကောင်းပြီယောဂီတို့သူတော်ကောင်းတို့ရဲ့ရုပ်သည်မြဲသလားတနေ့တဲ့တနေ့အိုးနေတယ်ဒါအောင်မသိကြဘူးလားတနေ့ပြီးတနေ့တို့ကမဆင်ကျင်ပြီလို့သာဩမွေးနေ့ပွဲကြီးတွေကျင်းပမွေးနေ့ရောက်တိုင်းပျော်လိုက်တာတကယ်တော့မွေးနေ့တစ်ခါရောက်တိုင်းသိဖို့တစ်နှစ်နီးလာတာဒါဖြင့်အိုးလာတာပေါ့ဟုတ်ပြီဒါဖြင့်ဒီရုပ်သည်ကံကြောင့်လဲသူဖောက်ပြန်နေတယ်စိတ်ကြောင့်လဲလောဘကြီးနေတဲ့လူရဲ့လောဘစိတ်ကြောင့်ဒီလူရဲ့ရုပ်တရားကြီးဟာကနာမငြိမ်ဘူးပြာရာခတ်တယ်ဘာစိတ်ကြောင့်လိုချင်လောဘစိတ်တွေတတ်မဲ့တဲ့စိတ်တွေတောင်းတတဲ့စိတ်တွေကြောင့်ကနာမငြိမ်ဘူးဟင်ဒီလူငြိမ်မနေနိုင်ဘူးဘာဖြစ်လို့လောဘကြီးတယ်ဆိုတော့ဒီလူရုပ်ကိုဘယ်သူကပြုပြင်ထားလဲလောဘစိတ်ကပြုပြင်ထားတယ်ညံ့လိုက်တယ်နော်ဒီကနေမကောင်းဘူးပြောတာပြောနေရတယ်ထွက်လာကြတဲ့နည်းနည်းငါဖျားနေတယ်ငါဘယ်လိုလုပ်မလို့မနဲ့ချနော်ဘာလို့ဆိုတော့မအာမခံထားတယ်ဒီမှာစောင့်နေကြနော်အဲ့တော့မလာပြက်သွားမယ်အဲ့တော့ထားလုပ်ပေးရနည်းနည်းလေးအုံနောက်ကလေးသုံးထားနေမကောင်းရင်ဒီကလူကဒေါသကြီးတဲ့မရှိသေးကံကြောင့်လေဒီရုပ်ပါဖြစ်တယ်ဒီတစ်ခုသိကြပြီနော်စိတ်ကြောင့်လေလောဘစိတ်ကြောင့်တဲ့ဒီရုပ်တရားကြီးပြရာခတ်တယ်ဒေါသစိတ်ကြောင့်ရုပ်ကြီးဟာခက်ထန်ကြမ်းတမ်းလာပြီမပြရနိုင်ဘူးခဏလေးစောင့်အောင်နော်ဒေါသဘာဖြစ်တတ်တယ်ပြောပြမယ်နော်ဒေါသစိတ်ကြောင့်ဒီလူရဲ့ရုပ်ဟာခက်ထန်ကြမ်းတမ်းမျက်နာကြီးနှီးမြန်းပြီးတော့ခါစကလုံးခက်ကြမ်းနေပြောပလိုက်အဲ့ဒါပါလေဒေါသရဲ့နောက်ဆက်တွဲသောကမိုက်တွေချမျက်ရည်လေရွဲနဲ့ဘယ်သူနှိမ့်ဆက်ဟောဒေါသစိတ်ကနှိမ့်ဆက်ဒါပေမဲ့ကံကြောင့်လဲဖောက်ပြန်နေစိတ်ကြောင့်လဲသိကြသလားဟာတချို့ကျတော့မောဟနှိမ့်ဆက်နေတာတရားထိုင်နေတာပါလို့ပြောတာမရှက်ဘူးဗျာဟမ်
အဲ့ဒါဘယ်သူကနှိမ့်ဆက်လဲဝါစိတ်ကလူလေကောင်ရောက်နေမှလည်းမသိဘူးဘုန်းကြီးရှိဒီဘုန်းကြီးမျက်လုံးကြီးပြူကြည့်နေမှသိရတဲ့နဲ့လဲဟမ်သဘောပါသလားကဲဒါဖြင့်ဒီယုတ်ကြီးကိုစိတ်ကလည်းစိတ်ကြောင့်လည်းမဖြစ်နဲ့ဟုတ်ပြီဥရုကြောင့်လည်းနောက်အာဟာရကြောင့်လည်းအဲ့ဒါတော့ကိုယ့်ကိုယ်ဆက်တွေးကြည့်ရင်သိပြီနော်အဲ့တော့ယုံနဲ့ပတ်သက်လို့ဖောက်ပြန်လာရင်တို့ကတခြားကိစ္စမစင်စားနဲ့တော့တဲ့ကံကြောင့်လားဒါမှမဟုတ်ရင်စိတ်ကြောင့်လားဒါမှမဟုတ်ရင်ဒီ၄ပါးကိုပဲတို့ကစီစစ်ပြီးတော့ကံကချို့ယွင်းနေရင်ကံကိုပြုပြင်ပေးမယ်စိတ်ကချို့ယွင်းနေရင်ဥရုချို့ယွင်းနေရင်ဥရုတပ္ပယမြတ်အောင်နေမယ်အေးလွန်းတဲ့အချိန်နှွေးထွေးနေမှာပေါ့ပူလွန်းတဲ့အချိန်အေးအောင်မြတ်တအောင်ပြုပြင်နေမှာပေါ့ရှင်းသလားဟင်းလားပြောတာဥရုနောက်အာဟာရအဲ့တော့အခုငါတို့အစားအစာစားတယ်ဆိုတာတို့ဗမာလူမျိုးတွေသိထားတာဗိုက်ပြည့်အောင်စားတာဟောတိရစ္ဆာန်သိတော့သိတာတို့ဗမာတွေကတိရစ္ဆာန်တွေသိတာလောက်သိတာတိရစ္ဆာန်က तू ကအစာတွေ့ရင်စားချိုက်ဘယ်လိုစားလဲဗိုက်ပြည့်အောင်စားပြီးတော့ထုတ်အိတ်တို့ဗမာတွေကလည်း90% ရာခိုင်နှုန်းလောက်လူတရားမှာ90လောက်ဟာအစာဘာကြောင့်စားတယ်လို့မဆင်ခြင်ပဲစားတယ်ရှင်းသလားအဲ့ဒါမဆင်ခြင်ပဲစားတော့သူတို့ကအာဟာရဖြစ်အောင်စားတာလားဗိုက်ပြည့်အောင်စားတာအဲ့ဒီမှာတက်စင်အောင်လွဲတာရှင်းသလားလူတယောက်ရဲ့အာဟာရအခုဦးဇင်းတို့အလွယ်ဆုံးနဲ့အထင်ရှားဆုံးကျေးဇူးရှင်ဆရာတော်ကြီးကိုလည်းကျေးဇူးဆက်ပြီးသားဖြစ်အောင်ပြောရရင်ဦးဇင်းတို့သာသနာသမိုင်းမှာအမှန်တန်ထင်ရှားခဲ့တဲ့ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘုရားကြီးအားလုံးကြားဘူးတယ်နော်မှတ်လည်းမမိကြအောင်ပါတိပိဋကတရားဓမ္မဘာနာကာရိကဧကမဟာပဏိတအစရှိတဲ့ဘွဲတွေပေးစရာကိုမကြံတော့အောင်ထူးချွန်တဲ့ဆရာတော်ကြီးဒီဆရာတော်ကြီးဟာခင်ဗျားတို့ကျွတ်တို့အလုံးလုံးနိုင်တာတဲ့တနေ့ကို3ဆအလုံးလုံးဘယ်လောက်လုံးလုံးလူတယောက်တာမန်လူတယောက်ဒီဗမာလူမျိုးတွေအလုံးလုံးတဲ့အလုံးထက်3ဆအစားစားတော့3ပုံ1ပုံပဲစားတယ်တို့ကျွတ်တို့စားတာထက်ရှင်းလားဒါပေမဲ့ तू ဘိုက်ပြည့်အောင်စားလားဘယ်လိုစားသွားအာဟာရဖြစ်အောင်စားသွားကြည်နာကြလားအဲ့တော့နောက်ဆုံးအဆင့်အောက်ထစ်ဆုံးပြောရရင်ခင်ဗျားတို့ကျုပ်တို့သိထားတဲ့ဗိုက်ပြည့်အောင်စားခြင်းကြောင့်ဘာဖြစ်လဲဗိုက်ပြည့်အောင်စားသူသည်အာဟာရမဖြစ်တော့ဒါနံပါတ်1ပဲရှင်းသလားဘာဖြစ်လဲဗိုက်ပြည့်အောင်စားတဲ့လူကအာဟာရမဖြစ်တော့ဘာဖြစ်လို့လဲဒါဘုဟုတုဒ္ဒပြည့်လေးနည်းနည်းပြောပြအစာအိမ်ထဲမှာအစာကိုပြည့်အောင်စားလိုက်ရင်အစာအိမ်ဆိုတဲ့မျိုးကအစာဝင်လာရင်သူကညှစ်ပေးရညှစ်လိုက်တော့တချို့ကအစာကြည်အောင်ညှစ်တယ်လို့ထင်တာမဟုတ်ဘူးအစာကြည်တာကအကြောင်းတစ်ခုဒီလိုညှစ်လိုက်တဲ့အခါမှာထွက်လာတဲ့အရည်အစာကဖြစ်လာတဲ့အရည်ထဲမှာဗီတာမင် A to Z သူအသီးသီးပါတဲ့ဗီတာမင်တွေကိုအစာအိမ်နံရံကနေစိမ့်ထွက်ပြီးတော့အဲ့ဒီထွက်လာတဲ့အရည်ကိုအသေးအတွက်လိုအပ်ရင်အသေးကိုပို့ကြောက်ကလိုအပ်ရင်ကြောက်ကကိုပို့တယ်အဆုပ်လိုအပ်ရင်အဆုပ်ကိုပို့တယ်အဲ့ဒီကမှအာဟာရဖြစ်ရဗိုက်ပြည့်အောင်စားရင်ဘာလို့အာဟာရမဖြစ်ဘူးလို့ပြောတာတော့ဆိုတော့ဗိုက်ပြည့်အောင်စားလိုက်တဲ့ပုဂ္ဂိုလ်ကအစာအိမ်ဟာဖောင်းကားသွားတယ်မညစ်နိုင်တော့သူကညစ်နိုင်တဲ့စွမ်းအားမရှိတော့ဒီအရည်ကိုလည်းစုပ်ယူနိုင်တဲ့အင်အားမရှိတော့မရှိပေမဲ့ဒီဗိုက်ထဲမှာဒီအစာကလည်းကြာကြာထားလို့မရဘူးကြာကြာထားရင်သိုးပုတ်ပြီးတော့ဒီခန္ဓာပျက်စီးမယ်အဲ့တော့ခန္ဓာရဲ့ဗီဇအလျောက်အလိုလျောက်ခမည်းတော်ကိုသက်တော်စောင့်ပေးထားတဲ့အသက်မသေးအောင်ခန္ဓာကအလိုလိုပြုပြင်လိုက်ရတယ်ဘာလို့ဒီအစာတွေငါတော့မညစ်နိုင်တော့ဘူးတဲ့
ကြည့်လို့ကြအောင်ဆိုတော့အသေးတို့ကြောက်ကတ်တို့ကရှိတဲ့အရေးတွေသူ့စီလမ်းပို့ပြီးတော့ဒီအစာကြေသွားအောင်အရေးနဲ့အက်ဆစ်နဲ့ဖျက်ချပလိုက်ရဆိုတော့အသေးနဲ့ကြောက်ကတ်တို့အဆုတ်တို့တွေကရှိတဲ့အရေးတွေပြန်ထုတ်ပြီးတော့ဒီအစာကြေအောင်ပြန်လုပ်လိုက်ရဆိုတော့အာဟာရမဖြစ်ုံနေမဟုတ်ဘူးအာဟာရပါဆုံးရှုံးသွားရှင်းလားဟေးဒါဘုဗမာအစာကိုမစားတတ်သေးဘူးပြောတာ